လူဘွားတုံးကအကျွေးကိုနွားဘွားနဲ့ပြန်လာဆက်ရသူအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပရိသတ်ကြီးအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ပရိသတ်ကြီးတို့ကိုစိတ်ဝင်စားဖွယ်ရာဇလန်းကောင်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဇလန်းလေးကိုအဆုံးထိနားဆင်ခန်းစားပေးကြပါအောင်ရှင်ကျမတို့ရဲ့ channel လေးကို subscribe မနှိပ်ရသေးဘူးဆိုရင်လည်း subscribe လေးနှိပ်ပြီးအားပေးခဲ့ကြပါအောင်နော်လွန်ခဲ့တဲ့အနှစ်40ကျော်ကာလမြေဝကျွန်းပေါ်ဒေသရဲ့တာယာလှပတဲ့ရွာကြီးတူရွာမှာရွာလုံးကျွနီးပါးကြောက်ရွံ့ရိုသေကြရတဲ့လူတစ်ယောက်ရှိခဲ့ဘူးပါတယ်။သူ့နာမည်ကတော့ဦးမြတ်ထွန်းလို့ခေါ်ပါတယ်။ဦးမြတ်ထွန်းဟာရွာမှာမြေအများဆုံးပိုင်ဆိုင်တဲ့မြေရှင်ကြီးဖြစ်တယ်လို့ငွေတိုးချေးစားတဲ့လုပ်ငန်းကိုလည်းအကြီးအကျယ်လုပ်ကိုင်သူပါ။သူဟာရွာသားတွေပေါ်မှာမညာတာတတ်ဘူး၊စာနာစိတ်လည်းမရှိဘူး။ငွေချေးတဲ့အခါအတိုးနှုန်းကိုခေါင်ခိုက်နေအောင်တောင်းတက်ပြီးငွေပြန်မဆက်နိုင်တဲ့စင်းရဲသားလယ်သမားတွေကိုဆိုရင်သူတို့ပိုင်တဲ့လေယာမြေအိုးအိမ်နဲ့ကျွဲနွားတွေကိုချက်ချင်းဆိုသလိုအာဓမသိမ့်ပိုက်လေးရှိပါတယ်။သူ့ရဲ့မျက်နှာထားကအမြဲတမ်းတင်းမာခက်ထန်နေတတ်ပြီးရွာလမ်းမှာသူလမ်းလျှောက်လာရင်တော့ရွာသားတွေဟာမော့မကြည့်ရဲပဲလမ်းဘေးကိုရှောင်ပေးကြရပါတယ်။ဦးမြတ်ထွန်းဟာသူ့ရဲ့စီးစိမ်ဥစ္စာတွေတိုးပါလာတာနဲ့အမျှလောဘဇောတွေကပိုမိုကြီးထွားလာခဲ့တယ်။သူတစ်ပါးရဲ့မျက်ရည်တွေဒုက္ခတွေအပေါ်မှာတိဆောက်ထားတဲ့သူ့ရဲ့ရွှေငွေရတနာတွေကိုကြည့်ပြီးသူဟာနေစဉ်နဲ့အမျှဂုဏ်ယူဝင်ကြွားနေခဲ့ပါတယ်။လောကမှာကံကြမ္မာရဲ့အလဲ့ပြောင်းဆိုတာကြိုတင်တွက်ဆလို့မရနိုင်ပါဘူး။ဦးမြတ်ထွန်းရဲ့လောဘဇောတွေကြောင့်ပဲနောက်ထပ်မိသားစုတစုရဲ့ဘဝဟာသွေးပြက်စရာကောင်းလောက်အောင်ပျက်စီးသွားရတော့မယ့်အခြေအနေကိုဆိုက်ရောက်လာခဲ့ပါတော့တယ်။ဦးမြတ်ထွန်းရဲ့လောဘရိပ်အောက်ကိုပထမဆုံးလိမ့်ဆင်းလာခဲ့တဲ့စင်းရဲသားကတော့ရွာတစ်ဖက်ကမ်းမှာနေထိုင်တဲ့ကိုကာစင်ဆိုတဲ့မွတ်စလင်နွားကုံတဲ့ကြီးပဲဖြစ်ပါတယ်။ကိုကာစင်ဟာရွာမှာအယိုးသားဆုံးနဲ့အလုပ်ကြိုးစားဆုံးသူအဖြစ်လူသိများပါတယ်။သူဟာနွားပွဲစားလုပ်ငန်းနဲ့မိသားစုကိုရိုးရိုးသားသားလှုပ်ကြွေးနေသူဖြစ်ပြီးသားဖြစ်သူအာရစ်ကိုလည်းပညာတတ်ကြီးဖြစ်စေခြင်းနဲ့ရည်မှန်းချက်ရှိခဲ့ပါတယ်။ဒါပေမဲ့ကံကြမ္မာဟာရက်ဆက်လွန်းပါတယ်။အဲ့ဒီနှစ်မှာရွာမှာနွားယောဂါတွေကြားရောက်ပြီးကိုကာစင်ရဲ့နွားအုပ်တစ်ခုလုံးတိတ်ဆုံးကုန်ပါတော့တယ်။မိသားစုစားဝတ်နေရေးအပြင်သားဖြစ်သူအာရစ်ရဲ့ကျောင်းလာကားနဲ့အိမ်စရိတ်တွေအတွက်ဘေးကျနံကျဖြစ်လာတဲ့ကိုကာစင်ဟာနောက်ဆုံးမှာတော့မတက်တာတဲ့အဆုံးဦးမြတ်ထွန်းထံကိုခြေဦးလှည့်ခဲ့ရပါတော့တယ်။ကိုကာစင်ဟာဦးမြတ်ထွန်းရဲ့အိမ်ရှိကကုတ်ပြစ်မှာခြေစုံလက်စုံတုပ်ပြီးငွေအမြောက်များချေးပေးဖို့တောင်းပန်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာဦးမြတ်ထွန်းရဲ့မျက်လုံးတွေဟာသားကောင်ကိုတွေ့တဲ့ကြားတစ်ကောင်လိုအယောင်တောက်သွားခဲ့ပါတယ်။သူဟာချက်ချင်းပဲငွေထုတ်ပေးဖို့သဘောတူခဲ့ပေမဲ့ရိုးသားတဲ့ကိုကာစင်မရိမ့်မိနိုင်တဲ့ကောက်ကျစ်တဲ့စီကံချက်တွေမတန်တဆဖြစ်တဲ့အတိုးနှုံးတွေကိုစာချုပ်ထဲမှာလှုပ်ဝက်ထည့်သွင်းလိုက်ပါတော့တယ်။ကိုကာစင်ကတော့သူ့သားလေးပညာရေးမပြတ်ဖို့နဲ့မိသားစုအဆင်ပြေဖို့အတွက်ပဲစိတ်ဆောနေတာကြောင့်စာချုပ်ပါအချက်လက်တွေကိုသေချာစစ်ဆေးနိုင်ခြင်းမရှိပဲလက်ဝဲနှိပ်ခဲ့မိပါတယ်။ထောင်ချောက်ထဲကိုမိမိဖိတ်ခေါ်လို့တက်ဆင်းသွားခဲ့တဲ့ကိုကာစင်ရဲ့ဘဝဟာအဲ့ဒီနေ့ကစပြီးအမောင်ဖုံးဖို့လမ်းစာပြိုးခဲ့ပါတော့တယ်။ငွေချေးပြီးတစ်နှစ်အကြာမှာတော့ကိုကာစင်ဟာနေမနာညမနာစူးစမ်းရုန်းကန်ခဲ့တာကြောင့်ဦးမြတ်ထွန်းစီကယူထားတဲ့ငွေရင်းနဲ့အတိုးအချို့ကိုပြန်ဆပ်နိုင်မဲ့အခြေအနေသို့ရောက်ရှိလာခဲ့ပါတယ်။သူဟာဝမ်းသာအားရနဲ့ပဲစုဆောင်းရှားမိသမျှငွေထုတ်ကိုကိုင်ပြီးဦးမြတ်ထွန်းရဲ့အင်ကြီးစီကိုတွားခဲ့ပါတယ်။ကိုကာစင်ကငွေတွေကိုရိုးရိုးသေးသေးအနှံပြီးစာချုပ်ကိုပြန်တောင်းတဲ့အခါမှာတော့ဦးမြတ်ထွန်းရဲ့ရုပ်ကလွယ်ပြီးစိတ်ထားကပြောင်းလဲမသွားကြောင်းသိလိုက်ရပါတယ်။ဦးမြတ်ထွန်းဟာငွေထုတ်ကိုတင်စီလိုက်ပြီးတဲ့နောက်မထင်မှတ်ထားတဲ့စာချုပ်ဟောင်းတစ်ခုကိုထုတ်ပြပါတော့တယ်။အဲ့ဒီစာချုပ်ကတော့ကိုကာစင်လက်ဝင်နေခဲ့စဉ်ကဦးမြတ်ထွန်းလှုပ်ဝက်စာသားတွေထည့်သွင်းထားတဲ့စာချုပ်တူဖြစ်နေပါတယ်။မင်းဆက်ထားတဲ့ငွေကအတိုးတောင်မကြေသေးဘူးကိုကာစင်စာချုပ်ထဲမှာရှင်းရှင်းလင်းလင်းရေးထားပြီးသားမင်းတတ်မဲ့ရဲ့အတွင်ငွေရင်းကိုအချိန်မဆက်နိုင်ရင်မင်းပိုင်တဲ့နွားတွေနဲ့မကဘူးမင်းတို့သားဖနေတဲ့အိမ်နဲ့ခြံကိုပါငါ့ကိုလွှဲပေးရမယ်လို့မင်းကိုယ်တိုင်လက်ဝင်နှိပ်ခဲ့တာပဲလို့ဦးမြတ်ထွန်းကအေးဆက်ဆက်လေးတန်းနဲ့ပြောလိုက်ပါတယ်ကိုကာစင်ဟာနတ်ထင်ကိုသွေးဆောင်တက်သွားပြီးမျက်ရည်တွေဝဲလာခဲ့ပါတယ်မတရားဘူးဦးမြတ်ထွန်းရဲ့ကျုပ်ဒါမျိုးလက်မခံခဲ့ပါဘူး
ကျုပ်ကိုမညာတာရင်တော့ကျုပ်ရဲ့သားလေးကိုငဲညာပါအောင်လို့အကြိမ်ကြိမ်ဒူးထောက်တောင်းပန်ပေမဲ့ဦးမြတ်ထွန်းရဲ့ရှင်ထဲမှာဂိယူနာတရားလုံးဝမရှိခဲ့ပါဘူးအဲ့ဒီနေ့မှာပဲဦးမြတ်ထွန်းရဲ့လူမိုက်တွေဟာကိုကာစင်ပိုင်သမျှအိုးအိမ်နဲ့နွားတွေကိုအာတမမောင်းနှင်သိမ်းပိုက်ကြပါတော့တယ်ရိုးသားတဲ့နွားကုံသေးကြီးကိုကားစင်ဟာရှင်ဘက်ကိုလက်နဲ့ထုပြီးမတရားမှုတံကိုနာကျင်စွာခံစားလိုက်ရပါတော့တယ်။မတရားသိမ်းပိုက်ခံလိုက်ရတဲ့နေ့ကစပြီးကိုကားစင်တယောက်ရှင်ဘက်ထဲကအနာရောဂါဆွဲကပ်ပါတော့တယ်။မိမိဘဝတိလျှောက်လုံးရိုးရိုးသားသားရှာဖွေစုဆောင်းခဲ့သမျှအိုးအိမ်စီးစိမ်တွေမျက်စိရှည်တင်ဆောင်းရှောင်းသွားရတဲ့စိတ်ဆင်းရဲမှုတံဟာရိုးသားတဲ့လူအိုကြီးအတွက်ပြင်းထန်လွန်းလာပါတယ်။မကြခင်မှာပဲကိုကားစင်ဟာရုတ်တရက်သွေးတိုးတက်ပြီးတကူလုံးလေဖြတ်ကအိပ်ရာတဲ့လဲပါတော့တယ်။တားဖြစ်သူအာရစ်ဟာအသက်ငယ်ငယ်လေးနဲ့မိခင်လည်းမရှိတော့တဲ့အပြင်အဖေဖြစ်သူပါနာမကျန်းဖြစ်လာတဲ့အတွက်ရွာကတထေးတွေရဲ့လဲကွင်းတွေမှာကူလီလုံးနွားကြောင်ပေးပြီးအဖေအတွက်ဆေးဖို့နဲ့စားဝတ်နေရေးဆင်းရဲကြီးစွာရုန်းကန်ရပါတော့တယ်။ကိုကာစင်ရဲ့ယောဂဟာတနေ့ထက်တနေ့ပိုမိုဆိုးရွားလာပြီးနောက်ဆုံးထွက်သက်ကိုရောက်ရှိလာတဲ့ညမှာတော့သူဟာသားဖြစ်သူအာရစ်ရဲ့လက်ကိုအားမရှိတဲ့လက်ချောင်းတွေနဲ့ကြစ်ပါအောင်စုပ်ကင်လိုက်ပါတယ်။သူ့မျက်ဝန်းအစုံကနေမျက်ရည်တွေစီးကျလာပြီးတုံရီနေတဲ့လေတံနဲ့နောက်ဆုံးစကားကိုမှာတန်းချွေခဲ့ပါတယ်။ဒါလေးအာရစ်အဖေတို့အပေါ်မတရားလုပ်ခဲ့တဲ့ဦးမြတ်ထွန်းကိုတားအနေနဲ့ရန်ညှိုးမဖွဲ့ပါနဲ့။အလားရှင်မြတ်ရဲ့ကံတရားကသာအမှန်တရားကိုအဆုံးဖြတ်ပေးပါလိမ့်မယ်။တားဖြစ်သူတရားနဲ့ပဲနေပါလို့ပြောပြီးကိုကာစင်ဟာမျက်စိမှိတ်အသက်ချုပ်ငိမ့်သွားပါတော့တယ်။အဖေရဲ့ရုပ်လောင်းကိုဖတ်ပြီးငိုကြွေးနေတဲ့အာရစ်ရဲ့တဲအိုလေးထဲမှာဝမ်းနေခြင်းအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့ရသလိုတစ်ဖက်မှာလည်းမတရားမှုတွေနဲ့အောင်ပွဲခံနေတဲ့ဦးမြတ်ထွန်းရဲ့အင်ကြီးစီကိုတော့ကံကြမ္မာရဲ့အလှည့်ပြောင်းကဒိတ်တဆိတ်ချင်းကပ်လို့လာနေပါပြီ။ကိုကာစင်ကွယ်လွန်သွားပြီးမကြခင်ရပ်ပိုင်းမှာပဲရွာသားတွေအားလုံးသွေးပြတ်အံ့ဩသွားရမယ့်အဖြစ်အပျက်တစ်ခုဦးမြတ်ထွန်းရဲ့အင်ကြီးထဲမှာဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနေ့ညကဦးမြတ်ထွန်းဟာကိုကာစင်စီကနေမတရားသိမ်းပိုက်ထားတဲ့ငွေကြေးတွေနဲ့လေယာစာချုပ်တွေကိုကြည့်ပြီးအလွန်အမင်းသဘောကျကျေနပ်နေခဲ့ပါတယ်။သူဟာအေခန်းကျဲကြီးထဲမှာတအူးထဲထိုင်ရင်အရက်ကိုအရှိန်ပြင်းပြင်းတောက်ခါအောင်ပွဲခံမူးရစ်နေခဲ့တာပါ။သူတစ်ပိုင်းရဲ့မျက်ရည်တွေကိုအရင်နှီးလုပ်ပြီးရလာတဲ့ဒီစည်းစိမ်တွေဟာသူ့ဘဝအတွက်ထာဝရတည်မြဲနေမယ်လို့ဦးမြတ်ထွန်းတွေးတောဝင့်ကြားနေခဲ့ပါတယ်။ညတကောင်ရံအချိန်ကိုရောက်တဲ့အခါမှာတော့အပြင်ဘက်မှာလေပြင်းတွေတဟူးဟူးတိုက်ခတ်လာပြီးပတ်ဝန်းကျင်တစ်ခုလုံးအေးဆက်တုန်ရီသွားပါတယ်။အဲ့ဒီအချိန်မှာပဲဦးမြတ်ထွန်းဟာရုတ်တရက်ရှင်ဘတ်ထဲကနေဓာနဲ့အထွန်းခံလိုက်ရသလိုပြင်းထန်တဲ့နာကျင်မှုကိုခံစားလိုက်ရပါတော့တယ်။နှလုံးခုန်တန်တွေမြန်ဆန်လာပြီးအသက်ရှူရလဲကြက်တဲလာခဲ့ပါတယ်။သူဟာအိမ်ဆေတွေကိုအော်ခေါ်ဖို့ကြိုးစားပေမယ့်လေချောင်းထဲကနေဘာအတန်မှထွက်မလာခဲ့ပါဘူး။လောဘဇောနဲ့စူဆောင်းခဲ့တဲ့ရွှေငွေတွေစာချုပ်တွေဟာသူ့ကိုကယ်တင်ဖို့အသုံးမဝင်တော့ပါဘူး။ဦးမြတ်ထွန်းရဲ့မျက်လုံးတွေဟာကြောက်လန့်တကြားပြူးကျဲလာပြီးရှင်ဘက်ကိုလက်နဲ့ဖိရင်ကျမ်းမြင်ပေါ်ကိုလိမ့်ကျသွားပါတော့တယ်။သူ့ရဲ့ဝိညာဉ်ဟာခန္ဓာကိုယ်ထဲကနေလွင့်ထွက်သွားချိန်မှာတော့ဘာမှမမြင်ရတဲ့မှောင်မိုက်အေးဆက်လာတဲ့ဝဲကြီးရဲ့ကြီးတစ်ခုတည်းကိုအတီးစိမ်မဲ့စွာနဲ့လိမ့်ဆင်းမျောပါသွားပါတော့တယ်။မြေရှင်ကြီးဦးမြတ်ထွန်းရဲ့လူဘဝဇက်ကွက်ကတော့ထိုညမှာရင်ရုတ်တရက်ဏီကုန်းချုပ်သွားခဲ့ရပါပြီ။ဒါပေမဲ့ဒါဟာဇလန်းရဲ့အဆုံးသတ်မဟုတ်ပဲသူ့အတွက်ဝေကျွေးပြန်ဆက်ရမယ့်ဘဝသစ်တစ်ခုရဲ့အစာပြုခြင်းသာဖြစ်ပါတော့တယ်။ဦးမြတ်ထွန်းကွယ်လွန်ပြီး3နှစ်ခန့်အကြာမှာတော့ရွာကလေးဟာအရင်တိုင်းပြန်လဲအေးချမ်းသွားခဲ့ပါပြီ။အဖေဖြစ်သူကိုကာစင်ကွယ်လွန်သွားပြီးတဲ့နောက်သားဖြစ်သူအာရစ်ဟာအဖေရဲ့ဆုံးမစကားအတိုင်းဘသူအပေါ်မှာရန်ညှိုးမထားပဲရိုးရိုးသားသားနဲ့လေယာလုပ်ငန်းကိုဆက်လက်ရုန်းကန်လုပ်ကင်နေခဲ့ပါတယ်။ကိုကာစင်ခြံထားခဲ့တဲ့တခုတည်းသောအမွေကတော့အိုမင်းရှင်းရော်နေပြီဖြစ်တဲ့နွားမကြီးတစ်ကောင်ပဲရှိပါတော့တယ်။တနေ့အာရစ်တို့အိမ်ရဲ့နွားတင်းကုတ်ကလေးထဲမှာထူးခြားတဲ့အဖြစ်အပျက်တစ်ခုစတင်ခဲ့ပါတယ်။ရင်းတဲ့တကောင်ချင်းနွားမကြီးကသွားဖွားမဲ့လက္ခဏာပြပြီးငိုညည်းနေခဲ့တာကြောင့်အာရစ်တယောက်မီးအိမ်လေးကိုင်ကနွားတင်းကုတ်ထဲမှာမအိပ်ပဲစောင့်ကြည့်ပေးနေခဲ့ပါတယ်။မိုးတောက်ရန်အာယုံတက်ချိန်ကိုရောက်တဲ့အခါမှာတော့တကူလုံးနတ်မှောင်ပြေဆုံးပြီးထူခြားတဲ့နွားသိုးပေါက်လေးတစ်ကောင်ကိုအောင်မြင်စွာမွေးဖွားလိုက်ပါတော့တယ်။အဲ့ဒီနွားပေါက်လေးရဲ့နှစ်ဖူးတက်တဲ့မှာဖြူဖွေးနေတဲ့လာချမ်းပုံတရံအမှတ်အသားတစ်ခုထူးထူးခြားခြားပါရှိနေပါတယ်။အိုး
အလားရှင်မြတ်တော်တော်လှတဲ့နွားကလေးပဲလို့အာရစ်ကရေယိုရင်နွားပေါက်လေးကိုကောက်ရိုးချောက်တွေနဲ့တုတ်တင်ပေးလိုက်ပါတယ်။ဒါပေမဲ့ထိုနွားပေါက်လေးဟာမမွေးခြင်းအခြားနွားကလေးတွေလိုလန်းလန်းဆန်းဆန်းမရှိပဲတကူလုံးတုံရင်နေပြီးပတ်ဝန်းကျင်ကိုကြောက်လန့်တကြားကြည့်ရှုနေခဲ့ပါတယ်။သူ့ရဲ့အော်တန်ဟာလည်းတခြားနွားငယ်လေးတွေလိုမဟုတ်ပဲရင်ဘတ်ထဲကညှစ်ထုတ်လိုက်ရသလိုခက်အပ်အော်တန်စမ်းကြီးဖြစ်နေခဲ့ပါတော့တယ်။နွားပေါက်လေးဟာမွေးဖွားပြီးရက်ပိုင်းရက်ခြားအတွင်းမှာတင်အသီးစိတ်တစ်ခုကြောင့်ပြင်းထန်စွာဝေဒနာခံစားရပါတော့တယ်။အကြောင်းကတော့တခြားမဟုတ်ပါဘူး။အဲ့ဒီနွားပေါက်လေးရဲ့ခန္ဓာကိုယ်ထဲမှာရောက်နေတာဟာတခြားသူမဟုတ်ပဲလွန်ခဲ့တဲ့3နှစ်ကကွယ်လွန်သွားခဲ့တဲ့မြေရှင်ကြီးဦးမြတ်ထွန်းရဲ့ဝိညာဉ်ဖြစ်နေလို့ပါပဲ။ဦးမြတ်ထွန်းရဲ့ဝိညာဉ်ဟာငရဲကပါရဲ့ကြောင်းမတ်ဖွဲရာအပြစ်ဒဏ်ကိုခံစားပြီးတဲ့နောက်လူဘဝတုန်းကကိုကစင်ပေါ်မတရားလိမ့်လည်ခဲ့တဲ့ဝေကြွေးကိုဆက်ဖို့အတွက်ကိုကာစင်ရဲ့သားဖြစ်သူအာရစ်ရဲ့နားတင်းကုတ်မှာနွားအဖြစ်ပြန်လည်ဝင်စားခဲ့ရတာဖြစ်ပါတယ်။အဆိုးဆုံးကတော့သူဟာတရိษံခန္ဓာကိုယ်ဖြစ်နေပေမဲ့လူဘဝတုန်းကအတိစိတ်နာမည်နဲ့အမှတ်တညာအချို့ကိုရှင်ထဲမှာရောထွေးပြီးမှတ်မိနေခြင်းပါပဲ။သူဟာမိမိကိုယ်ကိုလူတယောက်ရွာကအချမ်းသာဆုံးမြေရှင်ကြီးဦးမြတ်ထွန်းလို့ထင်မှတ်နေတော့မို့ရုံထွက်ဖို့ကြိုးစားပါတယ်။ဒါပေမဲ့ခြေလက်တွေအစားခွာလေးခုပါတဲ့ခြေထောက်တွေဖြစ်နေပြီးစကားပြောဖို့ရှာကိုလှုပ်ရှားလိုက်တိုင်းလဲချောင်းတဲကနေတနာစရာကောင်းတဲ့နွားအော်တန်ပဲထွက်လာပါတယ်။အထူးသဖြင့်သူမျက်စိရှိမှမိမိကိုလာရောက်ပြုစုပေးနေတဲ့လူငယ်လေးဟာသူနှိမ့်ဆက်ခဲ့တဲ့ကိုကာစင်ရဲ့သားအာရစ်ဖြစ်နေမှန်းသိလိုက်ရတဲ့အခါဦးမြတ်ထွန်းရဲ့ဝိညာဉ်ဟာယူသွလူမတက်ကြောက်လန့်တုန်ရင်သွားပါတယ်။ငါမြေရှင်ကြီးဦးမြတ်ထွန်းမှာငါ့ကိုလှုပ်ပေးကြပါလို့စိတ်ထဲကနေဘလို့ပင်အော်ဟစ်နေပါစေအပြင်လောကမှာတော့သူဟာနွားတင်းကုတ်ကရှွန့်နုံနေကြတဲ့မှာဝစ်စင်းနေရတဲ့တရိษံကောင်းငယ်လေးတကောင်မြတာဖြစ်ပါတော့တယ်အချိန်တွေဟာတရွေ့ရွေ့ကုံဆုံးလာခဲ့ရာ3နှစ်ဆိုတဲ့ကာလအတွင်းမှာပဲထိုနွားငယ်လေးဟာထွားချိုင်းတန်မာတဲ့နှသိုးကြီးတကောင်ဖြစ်လာခဲ့ပါတယ်တကူလုံးဂရီပါစားလိုနတ်မောင်ပြောင်းလဲနေပြီးနှစ်ဖူးကလာချမ်းပုံအမှတ်သားကြောင့်ရွာမာတွေမကပဲတနေ့လုံးမှာပါထူးခြားလှပတဲ့နွားကြီးအဖြစ်နာမည်ကြီးလာခဲ့ပါတယ်။အာရစ်ကတော့သူ့ကိုတန်ရောစင်ကြီးစွာနဲ့အနက်ကြီးလို့အမည်ပေးပြီးကိုယ်တိုင်ပြုစုစောင့်ရှောက်ခဲ့ပါတယ်။အနက်ကြီးဟာနေစဉ်နဲ့အမျှထူးဆန်းတဲ့အပြုအမူတွေကိုလှုပ်လေ့ရှိပါတယ်။တခြားနွားတွေလိုမြက်ခင်းပြင်ပေါ်မှာပျော်ပျော်ပါမနေပဲအမြဲတမ်းမျက်မှောင်ကုပ်ပြီးတခုခုကိုနက်နက်နဲစဉ်းစားနေတတ်တဲ့မျက်နှာထားရှိပါတယ်။အထူးသဖြင့်အာရစ်ကအနက်ကြီးရဲ့လို့လှမ်းခေါ်လိုက်တဲ့အခါတိုင်းလူဘွားတော်ကမိမိရဲ့ရက်ဆက်မှုတွေနဲ့အပြစ်ရှိန်ကြောင့်ချက်ချင်းဆိုသလိုတကူလုံးတုံရင်သွားပြီးခေါင်းငုံပြစ်လေးရှိပါတယ်။တခါတရံအာရစ်ကအနက်ကြီးရဲ့ကြောကုန်းကိုတနာစရာကောင်းလေးအလားအသာအရာပုတ်သက်ပေးတဲ့အခါမှာတော့နွားကြီးရဲ့မျက်ဝန်းအစုံကနေမျက်ရည်တွေတလိမ့်လိမ့်စီးကျလာတတ်ပါတယ်။အာရစ်ကတော့ဒါကိုတရိษံတကောင်ရဲ့သခင်ပေါ်တိတက်တဲ့မျက်ရည်လိုပဲထင်မှတ်နေကြတာပါ။ဒါပေမဲ့အမှန်တကယ်တော့အနက်ကြီးရဲ့ရှင်ထဲမှာတော့မိမိမတရားသိမ့်ပိုက်ခဲ့တဲ့ကိုကာစင်ရဲ့သားဖြစ်သူကမိမိကိုအစာကျွေးရေတိုက်ပြီးကျင်နာစွာပြုစုနေတဲ့ပေါ်အလွန်မင်းရှက်ယွံ့ခြင်းကြောက်ရွံ့ခြင်းနဲ့နောင်တတရားတွေပြင်းထန်စွာခံစားနေရခြင်းဖြစ်ပါတော့တယ်။အနက်ကြီးအသက်3နှစ်ပြည့်ပြီးကိုခန္ဓာထွားချိုင်းတန်မာလာတဲ့အချိန်မှာတော့သူ့အတွက်ဝေကျွေးဆက်ရမယ်ပထမဆုံးအလုပ်စတင်มาတော့တယ်။အဲ့ဒါကတော့လေကွင်းထဲမှာထွန်တုံးထမ်းပြီးရုံးကန်ရမယ်အလုပ်ပဲဖြစ်ပါတယ်။လူဘွားတော်ကအလုပ်သမားတွေကိုဂျာပွန်နဲ့ရိုက်ပြီးစေခိုင်းခဲ့တဲ့မြေရှင်ကြီးဦးမြတ်ထွန်းဟာအခုတော့မိမိကိုယ်တိုင်လေးလံတဲ့သစ်သားထွန်တုံးကြီးကိုလေပင်မှာထမ်းပိုးထားရပါပြီ။ထွန်ထိုးရမယ်ပထမဦးဆုံးနေ့မှာနေမင်းကအရှိန်ပြင်းပြင်းတောက်လောင်နေပြီးလေကွင်းထဲကရွှွန့်နုံတွေကလည်းပူလောင်ညစ်ပတ်နေခဲ့ပါတယ်။အာရစ်ကအနက်ကြီးကိုတခြားနွားတစ်ကောင်နဲ့တွဲပြီးတက်ဆန်းအနက်ကြီးလို့လှမ်းအောင်လိုက်တဲ့အခါအနက်ကြီးဟာလူဘဝကပျော်ပြောင်းခဲ့တဲ့အသားရည်နဲ့အေးစိမ့်နေခဲ့တဲ့အကျဉ်းကြောင့်ခြေလမ်းမလန်းနိုင်ပဲရွှွန့်နုံထဲမှာဒူးထောက်လဲကျသွားပါတော့တယ်။အဲ့ဒီအချိန်မှာအာရစ်ရဲ့လက်ထဲကနှင်တန်းကြဖို့ဟာအနက်ကြီးရဲ့ကြောကုန်းပေါ်ကိုဖြတ်ခနဲမိအောင်ကြားရောက်လာခဲ့ပါတယ်။ဖြတ်ဆိုတဲ့ကြဖို့တန်ကြောင့်အနက်ကြီးရဲ့တကူလုံးဆက်ပြင်းပြင်းနာကျင်သွားပြီးရှင်ထဲမှာမျက်ရည်ကျမိပါတယ်။ငါဘလောက်တောင်မှားခဲ့သလဲ။ငါသူတစ်ပါးကိုနှိပ်စက်တုံးကဒီလိုပဲနာကျင်ခဲ့ကြမှာလားဆိုတဲ့နောက်တာတရားကကြာဖို့တန်ထက်ပိုပြီးရင်ဘတ်ကိုနာကျင်စေခဲ့ပါတယ်။အနက်ကြီးဟာအန်ကိုကျိတ်အားရှိသမျှခြေထောက်တွေကိုရုံးကန်ပြီးထွန်တုံးကြီးကိုဆွဲပါတော့တယ်။အပြစ်တွေကိုဆေးကြောဖို့အတွက်
သူဟာဒဏ်ရာတွေနေလောင်ဒဏ်တွေကိုမငြီးမညူပဲရှေ့သို့သာတိုးပြီးရုန်းကန်ခဲ့ပါတော့တယ်အချိန်တွေကြာလာတဲ့နေ့မြအနက်ကြီးဟာလဲထုံတဲ့အလုံးမှာအကျွမ်းကျင်ဆုံးနဲ့အကြမ်းခိုင်ဆုံးနွားကြီးဖြစ်လာခဲ့ပါတယ်။ထူးခြားတာကတော့အနက်ကြီးဟာတခြားနွားတွေလိုဇွယုံတာဖောက်ပြန်တာမျိုးလုံးဝမရှိပဲအာရစ်ရဲ့စကားကိုအလွန်နားထောင်တာပဲဖြစ်ပါတယ်။အာရစ်ကရက်ဆိုရင်ရက်ပြီးသွားဆိုရင်ချက်ချင်းရှေ့ကိုရှောက်ပါတယ်။အနက်ကြီးဟာလူဘွားကဦးမြတ်ထွန်းအဖြစ်နဲ့ကိုကာစင်ရဲ့မိသားစုပေါ်မတရားလုပ်ခဲ့မှုတဲ့ဝေကျွေးတွေကိုဒီလိုအားတွေနဲ့ပဲကြည်အေးအောင်စူးစမ်းဆက်နေခဲ့တာပါ။ဒါကြောင့်တခြားနွားတွေပင်ပန်းလို့နားကျင်နေတဲ့အချိန်မှာတော့အနက်ကြီးကတော့မငြီးမညူပဲနှစ်ဆလောက်ပိုးပြီးရုန်းကန်ပေးလေးရှိပါတယ်။နေကင်းပန်နေပူရှိန်ပြင်းပြင်းအောက်မှာဓာတ်တွေးတွေစုစုကျလာတဲ့အထိပင်ပန်းနေပါစေ။အာရစ်ရဲ့လဲကွင်းတွေအချိန်မီပြီးစီးဖို့အတွက်အနက်ကြီးကအားသွန်ခိုးဆိုင်ကူညီပေးခဲ့ပါတယ်။ရွာကလေသမားတွေနဲ့နွားပွဲစားတွေကအနက်ကြီးရဲ့အပြုအမူကိုကြည့်ပြီးအံ့ဩလို့မဆုံးဖြစ်ကြပါတယ်။ဟိုးမောင်အာရစ်မင်းရဲ့အနက်ကြီးကတော့ထူးဆန်းလိုက်တာဗျာ။နွားသာဆိုတဲ့လူစကားကိုနားလည်ပြီးတခင်ကိုအလွန်သိတတ်တဲ့နွားကလပ်မကြီးပဲလို့ဝိုင်းဝန်းချီးမွမ်းကြပါတယ်။အာရစ်ကိုယ်တိုင်လည်းမိမိရဲ့လေယာလုပ်ငန်းတွေအဆင်ပြေချောမွေပြီးစီးပွားရေးပြန်လဲဦးမော့လာတာဟာဒီအနက်ကြီးရဲ့လှုပ်အားကြောင်းဆိုတာသိတာမို့သူ့အပေါ်တန်ရောစင်တွေပိုပြီးတိုးလာခဲ့ပါတယ်။ညနေခင်းအလုတ်သိမ်းလို့နွားတင်းကုတ်ကိုပြန်ရောက်ရင်အာရစ်ကအနက်ကြီးကိုရေနွေးနွေးလေးနဲ့ကိုလက်တန့်စင်ပေးပြီးအကောင်းဆုံးမျက်စိမ်းတွေကိုရှာကျွေးတတ်ပါတယ်။အနက်ကြီးကတော့သူ့ကိုကျင်နာစွာကြည့်နေတဲ့အာရစ်ရဲ့မျက်နှာကိုကြည့်ရင်ငါရဲ့လှုပ်အားနဲ့မင်းတို့အိမ်ကယူခဲ့တဲ့အကျွေးတွေကြေပါစေတော့လို့စိတ်ထဲကနေဆူတောင်းနေမိပါတော့တယ်။တနေ့တွင်မိုးသည်ထန်စွာရွာသွန်းပြီးနောက်လေကွင်းမြင်တစ်ခုလုံးရှုံတော်များနဲ့ပြင်းထန်နေခဲ့တယ်။အဲ့ဒီနေ့ကအာရစ်ကပုံမှန်အတိုင်းပင်အနက်ကြီးကိုဦးဆောင်ကလေကွင်းဆက်ရှိမြက်ခင်းပြင်ကိုနွားကြောင်ရန်ထွက်လာခဲ့တယ်။အာရစ်ကမြက်ပင်ရှည်များကြားမှာအနက်ကြီးအတွက်နေရာပြင်ပေးနေစဉ်မြက်တော်အုပ်ထဲကကြီးမားလာတဲ့မွေဟောင်မဲကြီးတစ်ကောင်ကအစိမ့်ဆွဲများကိုဖြန့်ကအာရစ်ရဲ့နောက်ကျောဘက်ကိုတိတ်တဆိတ်ချင်းကပ်လာခဲ့တယ်။အာရစ်ကမိမိနောက်တွင်ရှိနေတဲ့အသက်အန္တရာယ်ကိုလုံးဝမရှိမိပဲအလုံးရှုံနေခဲ့တယ်။မျက်ပင်များကိုစားမြုံဝါနေတဲ့အနက်ကြီးကအာရစ်စီကိုဦးတည်နေတဲ့မွေစိုးကြီးကိုမြင်လိုက်ရတဲ့အခါလူဘွားကအသိစိတ်နဲ့ချက်ချင်းပင်သွေးပြတ်သွားခဲ့တယ်။မဖြစ်ဘူး။သူတခုခုဖြစ်လို့မဖြစ်ဘူး။ငါကြောင့်သူ့အဖေတေးခဲ့ရပြီ။အခုသူ့ကိုငါအသေးမခံနိုင်ဘူးဟူသောအတွေးကနွားကြီးရဲ့ရင်ထဲကိုလျှက်စီးလက်သလိုဖြတ်ပြေးသွားတယ်။ကျေလောင်စွာအော်ဟစ်ရင်အနက်ကြီးကမိမိရဲ့ကြီးမားလှတဲ့ကိုယ်တဲကြီးနဲ့အာရစ်ရဲ့ရှေ့ကိုအတင်းဝင်ရောက်ခံလိုက်ပါတော့တယ်။အချိန်ဖြင့်ပြေးဝင်လာတဲ့နွားကြီးကြောင့်အာရစ်ကလမ်းဘေးကိုလင်းစင်လဲကျသွားခဲ့တော့လဲမွေစိုးကြီးရဲ့ပြင်းထန်လှတဲ့အစိတ်ဆွဲတွေကတော့အနက်ကြီးရဲ့ရှေ့ခြေထောက်စီကို၃ချက်ဆင့်ကအားပြင်းစွာစိုက်ဝင်သွားခဲ့ပါပြီ။အနက်ကြီးကနာကျင်လုံးသဖြင့်တကူလုံးတုံရီသွားတော့လဲနောက်ဆုံးမပြေပဲမိမိရဲ့မာကြံလှတဲ့ခွာကြီးနဲ့မွေစိုးကြီးကိုအသေးနင်းပစ်လိုက်ပါတယ်။မွေစိုးကြီးတေဆုံးသွားတဲ့ချိန်မှာအနက်ကြီးကလည်းအစိတ်ရှိန်ကြောင်ချက်ချင်းပင်မြေပြင်ပေါ်ကိုဘုံဘုံလဲကျသွားပါတော့တယ်။အနက်ကြီးမင်းဘာဖြစ်သွားတာလဲ။အာရစ်ကသွေးလန့်တုံလို့စွာနဲ့ပြေးဝင်လာပြီးအနက်ကြီးရဲ့ဦးခေါင်းကိုပေါင်မော်တင်ကငိုကြွေးပါတော့တယ်။နွားကြီးရဲ့မျက်ဝန်းများမှာမျက်ရည်များစီးကျလာပြီးအာရစ်ကိုကြည့်နေတဲ့အကြည့်များကမင်းဘေးကင်းရင်ငါကျေနပ်ပါပြီဆိုတဲ့အရေးအယောင်များထင်ဟပ်နေခဲ့တယ်။အဲဒီနေ့ကအာရစ်ကရွာမှာရှိတဲ့ဆေးစရာတွေကိုအတင်းပင့်ဖိတ်ကအနက်ကြီးကိုအကောင်းဆုံးဆေးဝါးတွေနဲ့နေမနာညမနာပြုစုခဲ့တယ်။အနက်ကြီးကအသက်ဘေးကနေတီးတီးလေးလွတ်မြောက်ခဲ့ရတော့လေအဲ့ဒီအဖြစ်အပျက်ကြောင့်အာရစ်နဲ့အနက်ကြီးကြားမှာတရိတ်ဆန်နဲ့တခင်ဟူသောအဆင့်ထက်ကျော်လွန်ပြီးတန်ရောစင်တရားများရင်ဘတ်ချင်းထိဆက်သွားခဲ့ရပါတော့တယ်။အနက်ကြီးကြောင့်အသက်ဘေးကလွတ်မြောက်ခဲ့ရတဲ့အာရစ်ဟာသူ့အပေါ်ပိုပြီးတန်ရောစင်ကြီးမားလာခဲ့ပါတယ်။ဒါပေမဲ့လောကဒန်တရားကအာရစ်ရဲ့ဘဝကိုထပ်မံစမ်းသပ်မှုတွေပြုလုပ်ခဲ့ပါတယ်။အဲ့ဒီနှစ်မှာရွာမှာမိုးခေါင်ရေရှားမှုတံကိုပြင်းထန်စွာခံလိုက်ရပြီးအာရစ်ရဲ့လက်ကွက်တွေကနေစပါးတစ်စေးမှမထွက်ပဲပျက်စီးကုန်ပါတော့တယ်။စားဝတ်နေရေးအခက်အခဲပြင်လက်ကွက်အတွက်ယူထားရတဲ့အကျွေးတွေကြောင့်အာရစ်ရဲ့မိသားစုဟာနေ့စဉ်ထမင်းနမ်းမှန်မှုတောင်ခက်ခဲတဲ့အခြေအနေကိုဆိုက်ရောက်လာခဲ့ပါတော့တယ်။
အဲ့ဒီအချိန်မှာရွာကဩဇာရှိတဲ့နွားပွဲစားကြီးတွေဟာအာရစ်ရဲ့အခြေအနေကိုသိတာကြောင့်အိမ်အထိလာရောက်ပြီးကမ်းလှမ်းမှုတွေလုပ်ကြပါတော့တယ်။ဟေးမအာရစ်မင်းရဲ့အနက်ကြီးကတနေ့လုံးမှာအလှဆုံးအထွားဆုံးနွားတို့ကြီးဗျ။အခုမင်းတို့လည်းငွေကြေးအရန်ကြက်တဲနေတယ်မဟုတ်လား။ဒီနွားကြီးကိုငါ့ကိုသာရှောင်းလိုက်ပါ။မင်းတောက်တလောက်ဈေးကောင်းပေးပါမယ်။မင်းရဲ့ဘဝတွေမကဘူးအကျွေးတွေပါအကုန်ကြေသွားလိမ့်မယ်လို့ပွဲစားကြီးကငွေထုတ်ကိုထုတ်ပြပြီးမြှူဆွဲပါတယ်။နွားတင်ကုတ်ထဲကနေဒီစကားတွေကိုကြားနေရတဲ့အနက်ကြီးကတော့ရှင်ထဲမှာချက်ချင်းဆိုသလိုတုံလှုပ်ခြောက်ခြားသွားရပါတယ်။မယောင်းပါနဲ့မောင်အာရစ်ရဲ့ငါ့ကိုတခြားသူစီမယောင်းပါနဲ့ငါမင်းတို့အိမ်မှာပဲအလုပ်ကျွေးပြုပြီးဝတ်ကျွေးတွေဆက်ချင်ပါသေးတယ်လို့စိတ်ထဲကနေအကြိမ်ကြိမ်အော်ဟစ်တောင်းပန်နေမိပါတယ်။အာရစ်ဟာနွားပွဲစားကြီးကမ်းလှမ်းတဲ့ငွေထုတ်ကိုကြည့်ပြီးခဏမျှတိတ်ဆိတ်သွားပါတယ်။သူ့ဘဝအတွက်ဒီငွေတွေကအရန်ရေးကြည့်နေတာအမှန်ပါပဲ။ဒါပေမဲ့အာရစ်ဟာနွားတင်ကုတ်ထဲမှာမျက်ရည်ဝဲပြီးသူ့ကိုကြည့်နေတဲ့အနက်ကြီးရဲ့မျက်လုံးတွေကိုလမ်းကြည့်လိုက်ပြီးခေါင်းကိုခါရမ်းလိုက်ပါတယ်။မယောင်းနိုင်ပါဘူးဦးကြီးရဲ့အနက်ကြီးကကျွန်တော်အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်ပါဘလောက်ပဲဆင်းရဲပါစေကျွန်တော်ရဲ့ကျေးဇူးရှင်ကိုငွေကြေးနဲ့မလဲနိုင်ပါဘူးလို့ပြက်ပြက်တသားညင်းပယ်လိုက်ပါတယ်အာရစ်ရဲ့စကားကြောင့်ပွဲစားကြီးဟာစိတ်ပြက်လက်ပြက်နဲ့ပြန်လှည့်သွားခဲ့ရပြီးနွားတင်ကုတ်ထဲကအနက်ကြီးကတော့မိမိကိုတန်ရောစင်ကြီးစွာကာကွယ်ပေးတဲ့အာရစ်ကိုကြည့်ရင်ရင်ထဲမှာဝမ်းသာဝမ်းနည်းနဲ့မျက်ရည်တွေတလိမ့်လိမ့်စီးကျလာပါတော့တယ်အရိညာကအာရစ်တယောက်အိမ်ဦးခန်းမှာဖြာစုပ်လေးခင်းပြီးအိပ်ပျော်သွားတဲ့အခါထူးဆန်းတဲ့အိမ်မက်တစ်ခုကိုမှတ်ပါတော့တယ်။အိမ်မက်ထဲမှာပတ်ဝန်းကျင်တစ်ခုလုံးမြူနှင်းတွေဝေလို့မှောင်မိုက်အေးဆက်နေခဲ့ပါတယ်။အဲ့ဒီအမှောင်ထုတဲကနေအသက်ကြီးကြီးခန္ဓာကိုယ်ဝဝလင်လင်နဲ့လူကြီးတယောက်ထွက်လာခဲ့ပါတယ်။အာရစ်တေချာစိုက်ကြည့်လိုက်တဲ့အခါအဲ့ဒီလူကြီးကတခြားသူမဟုတ်ပဲမိမိတို့မိသားစုကိုဒုက္ခပေးပြီးလွန်ခဲ့တဲ့နှစ်အနည်းငယ်ကကွယ်လွန်သွားခဲ့တဲ့မြေရှင်ကြီးဦးမြတ်ထွန်းဖြစ်နေတာကိုတွေ့လိုက်ရပါတယ်။အိမ်မက်ထဲကဦးမြတ်ထွန်းဟာလူဘွားတုန်းကလိုဝင်ကြွားခတ်ထန်မနေပဲအဝေးစားစုပ်ပြတ်သက်ခါမျက်နာတစ်ခုလုံးမျက်ရည်တွေအပူရှိန်တွေနဲ့ပြည့်နှက်နေပါတယ်။သူဟာအာရစ်ရဲ့ရှေ့မှာဒူးထောက်ဖြစ်တုံရင်ငိုကြွေးပြီးတောင်းပန်စကားဆိုပါတော့တယ်။မောင်အာရစ်ငါ့ကိုခွင့်လို့ပါငါ့ကိုမုန်းမလားငါလူဘွားတုန်းကလောဘစောနဲ့မင်းတို့အဖေပေါ်မတရားလုပ်ခဲ့မိတာတွေအတွက်အခုတန်တရားမှာပြင်းပြင်းထန်ထန်ဝတ်လည်နေရပါပြီမင်းတို့အိမ်ကနွားကြီးအနက်ကြီးဆိုတာတခြားသူမဟုတ်ဘူးငါဦးမြတ်ထွန်းကိုယ်တိုင်ပဲအာရစ်ဟာအိမ်မက်ထဲမှာတင်စွန့်အားမှင်သက်သွားခဲ့ပါတယ်ဦးမြတ်ထွန်းရဲ့ဝိညာဉ်ကမျက်ရည်တွေစီးကြရင်ဆက်ပြောပါတယ်မင်းငါ့ကိုနွားပွဲစားတွေစီမရှောင်ပစ်ခဲ့တာကျေးဇူးကြီးလာပါတယ်ငါ့ကိုတခြားနေရာမောင်းမထုတ်ပါနဲ့ငါမင်းတို့အိမ်မှာပဲအလုပ်ကျန်းတွေလုပ်ပြီးငါရဲ့အပြစ်တွေကိုဆက်ခွင့်ပြုပါမင်းတို့ဘောကျူးလွန်ခဲ့သမျှအတွက်ငါကိုတရားနဲ့ပဲခွင့်လွှတ်ပေးပါလို့အော်ဟစ်ငိုကြွေးရင်ဝိညာဉ်အသွင်ဟာပျောက်ကွယ်သွားပါတော့တယ်ဦးမြတ်ထွန်းအာရစ်ဟာအလန်တကြားအော်ဟစ်ပြီးနိုးလာခဲ့ပါတယ်တကူလုံးမှာလည်းချွေးစည်းတွေပြန်နေခဲ့ပါပြီသူဟာအိမ်ပြင်ဘက်ကနွားတင်းကုတ်စီကိုမီးအိမ်လေးကင်ပြီးချက်ချင်းပြေးထွက်လာခဲ့ပါတယ်နွားတင်းကုတ်ထဲမှာတော့အနက်ကြီးဟာမအိပ်ပဲမှောင်ရိပ်ထဲမှာငြိမ်သက်စွာဝစ်ဆင်းနေပြီးသူ့ရဲ့ထူးဆန်းတဲ့မျက်ဝန်းအစုံကတော့အာရစ်ကိုကြည့်ရင်တိတ်တဆိတ်မျက်ရည်ဝဲနေခဲ့ပါတော့တယ်အိမ်မက်ဆမ်းမှတ်ပြီးရဲ့နောက်ပိုင်းအာရစ်ကအနက်ကြီးကိုကြည့်ရတာတမျိုးကြီးခံစားနေရပါတယ်။အနက်ကြီးရဲ့ထူးဆန်းတဲ့တည်တတ်မှုတွေမျက်ရည်တွေဟာအိမ်မက်ထဲကဦးမြတ်ထွန်းရဲ့ဝိညာဉ်တောင်းပန်စကားတွေနဲ့ထပ်တူကြနေတယ်လို့ပါပဲ။ဒါပေမဲ့အာရစ်ဟာအတိတ်ကရန်ညိုးတွေကိုစိတ်ထဲမထားပဲအနက်ကြီးကိုပိုလို့တောင်တနာကယူနာတတ်မိပါတော့တယ်။အချိန်တွေတရွေ့ရွေ့ကုံဆောင်လာခဲ့ရာအစ္စလမ်ဘာသာဝင်တို့ရဲ့အလွန်မွန်မြတ်လှတဲ့ဆွန်လွတ်အနစ်နာခံခြင်းပွဲတော်ဖြစ်တဲ့ကူဘာနီအပွဲတော်ကြီးနီးကပ်လို့လာခဲ့ပါပြီ။ဒီပွဲတော်ဟာဖရာသခင်ရဲ့လမ်းတော်မှာမိမိတို့အမျက်နှိုးဆုံးအချစ်ဆုံးအရာကိုဆွန့်လွတ်လူဒန်းပြီးစင်ရဲသားတွေကိုအသားဝင်ငါရတဲ့ဘာသာရေးထုံးစံတစ်ခုဖြစ်ပါတယ်။ရွာတွေကမွတ်စလင်မိသားစုတွေဟာအပွဲတော်မှာဖရာသခင်ထံဆက်တာဖို့အတွက်အပြည့်အနာစာမရှိတဲ့စိတ်တိုးနဲ့နွားတွေကိုအသီးသီးပြင်ဆင်နေကြပါပြီ။အာရစ်ရဲ့မိသားစုမှာတော့ဒီနှစ်မှာအလှူဒါနပြုဖို့အတွက်တခြားနွားလုံးဝမရှိပါဘူး။အာရစ်ဟာအင်းရှိကုတ်ပြမှာထိုင်ရင်တပ်ပြင်းချကစဉ်းစားခန်းဝင်နေခဲ့ပါတယ်။ဖရာသခင်ရဲ့လမ်းတော်မှာအလှူဒါနပြုကျင်ပေမဲ့မိမိတို့မှာရှိတာဆိုလို့မိသားစုရဲ့ကျေးဇူးရှင်လည်းဖြစ်တန်ရောစင်လည်းအလွန်ကြီးမားလှတဲ့အနက်ကြီးတစ်ကောင်ပဲရှိတာကြောင့်အာရစ်ရဲ့ရင်ထဲမှာအကျက်ရိုက်နာကျင်နေရပါတော့တယ်။
အစ်ပွဲတော်ကျင်းပဖို့တရက်တာလိုပါတော့တယ်။အဒီနီညာကအာရစ်ဖာအင်သားတွေနဲ့အတူမီးအိမ်ဖြောဖြောအောက်မှာထိုင်ရင်ခက်ခဲလာတဲ့တိုင်ပင်ဆွေးနွေးမှုကိုပြုလုပ်ခဲ့ရပါတယ်။အာရစ်ကူဘာနီစွန့်လွတ်လှူဒန်းခြင်းဆိုတာမိမိမျက်နှိုးဆုံးအစစ်ဆုံးအရာကိုဖရာသခင်ရဲ့လမ်းတော်မှာစွန့်လွတ်တာပဲ။ကျမတို့စီမှာအနက်ကြီးကလွှဲရင်တခြားဘာမှမရှိတော့ဘူး။သူကအပြည့်အနာစားလည်းမရှိထွားကြိုင်ပြီးအလှဆုံးနွားကြီးလည်းဖြစ်နေတယ်လို့အာရစ်ရဲ့မိန်းမကမျက်ရည်ဝဲရင်ပြောပါတယ်။အာရစ်ဟာရင်ဘတ်တစ်ခုလုံးနာကျင်သွားရပါတယ်။အနက်ကြီးဟာသူ့အသက်ကိုကယ်ခဲ့တဲ့ကျေးဇူးရှင်ဖြစ်သလိုလူဘွားကအပြစ်တွေအတွက်နာဘွားနဲ့အလုတ်ကျွေးပြုတ်နေတဲ့ဝိညာဉ်တစ်ခုဆိုတာကိုလည်းသူရိမ့်မိနေလို့ပါပဲ။ဒါပေမဲ့အာရစ်ဟာအဖေဖြစ်သူကိုကာစင်ရဲ့နောက်ဆုံးမှာတန်းစကားကိုလည်းပြန်လဲကြားအောင်မိပါတယ်။ရန်ညိုးမထားပါနဲ့။ကံတရားနဲ့ဖရာသခင်ကပဲအဆုံးဖြတ်ပေးပါလိမ့်မယ်ဆိုတဲ့စကားပါ။အာရစ်ဟာအကြာကြီးစဉ်းစားပြီးတဲ့နောက်တပ်ပြင်းရှည်ကြီးကိုချလိုက်ပါတယ်။ဟုတ်ပြီအနက်ကြီးကိုပဲဖရာသခင်ရဲ့လမ်းတော်မှာလှူဒန်းမှုကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ဒါကအနက်ကြီးအတွက်သူ့ရဲ့ဝေကျွေးရင်အခုသူတွေကနေအပြီးတိုင်လွတ်မြောက်ခွင့်ရမယ်တခုတည်းသောလွတ်လန်းပဲဖြစ်လိမ့်မယ်လို့ခက်ခဲစွာပြောလိုက်ပါတယ်။အာရစ်ဟာနာကျင်စရာဆုံးဖြတ်ချက်ကိုချပြီးတဲ့နောက်နွားတွင်ကုတ်စီကိုထွက်လာခဲ့ပါတယ်။အနက်ကြီးဟာခြံဝန်းထဲကစကားတန်တွေကိုအကုန်ကြားနေရတဲ့အလားငြိမ်သက်လို့နေပါတယ်။အာရစ်ကနွားကြီးရဲ့လေပင်ကိုဖတ်ပြီးအနက်ကြီးငါ့ကိုခွင့်လို့ပါလို့တိုးတိုးလေးပြောရင်းမျက်ရည်ကျတဲ့အခါအနက်ကြီးကတော့ထွက်ပြေးဖို့မကြိုးစားတဲ့အပြင်အာရစ်ရဲ့ပခုံးကိုသူ့ခေါင်းလေးနဲ့တတရရတိုးဝရင်ဝေကျွေးအဆုံးသတ်မဲ့နေ့ကိုအေးချမ်းစွာစောင့်ကြုံနေခဲ့ပါတော့တယ်။အပွဲတော်ကြားရောက်ဖို့နာရီပိုင်းလို့မနက်ခင်းမှာတော့အနက်ကြီးရဲ့အပြုတ်မှုတွေဟာရွာကနွားတွေနဲ့လုံးဝမတူပဲထူးဆန်းအံ့ဩစရာဖြစ်နေခဲ့ပါတယ်။ပုံမှန်ဆိုရင်ဓာတ်တန်လှန်တန်တွေကြားရပြီးတောက်ကွင်းစီသွားရတော့မဲ့နွားတွေဟာဘေးအန္တရာယ်ကိုကြိုတင်သိရှိကြတဲ့အတိုင်းရုံးကန်တာကျိုးပြတ်ပြေးတာနဲ့မျက်လုံးအိမ်ကြီးတွေပြူးကျဲပြီးကြောက်လန့်တကြားအော်ဟစ်တက်ကြပါတယ်။ဒါပေမဲ့အနက်ကြီးကတော့လုံးဝငြိမ်သက်နေခဲ့ပါတယ်။သူဟာထွက်ပြေးဖို့စိတ်ကူးလုံးဝမရှိတဲ့အပြင်သူ့ကိုချီနှောင်ထားတဲ့ကျိုးကိုပင်ရုံးကန်ခြင်းမပြုတော့ပါဘူး။အာရစ်ကအနက်ကြီးကိုနောက်ဆုံးအကြိမ်ဖြစ်ရေချိုးပေးပြီးအမွှေးနှမ်းသာရည်တွေပတ်ပြန်ပေးနေတဲ့အချိန်မှာအနက်ကြီးဟာအာရစ်ရဲ့လက်ပွားတွေကိုသူ့ရဲ့ရှာအချမ်းကြီးနဲ့တတရရရပ်ပေးနေခဲ့ပါတယ်။သူ့ရဲ့မျက်ဝန်းအစုံစီကနေမျက်ရည်တွေတက်လိမ့်လိမ့်စီးကျနေပေမဲ့အဲ့ဒီမျက်ရည်တွေဟာကြောက်ရွံ့လို့ကျတဲ့မျက်ရည်မျိုးမဟုတ်ပါဘူး။လူဘွားတုန်းကလောဘစောနဲ့သူတစ်ပါးအပေါ်မတရားလုပ်ခဲ့သမျှပြီးတော့နွားဘွားနဲ့ပင်မန်းကြီးစွာလှုပ်အားပေးဆက်ခဲ့ရသမျှတန်တရားရဲ့ဒုက္ခခီးရာအခုတော့အဆုံးသတ်တော့မယ်ဆိုတဲ့အသည့်ကြောင့်ကြာလာတဲ့မျက်ရည်တွေဖြစ်ပါတယ်။အနက်ကြီးဟာအာရစ်ကိုကြည့်ရင်မောင်အာရစ်ငါ့ကိုဒီဘွားကနေလွတ်မြောက်အောင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်လို့စိတ်ထဲကနေအထက်ထက်နှုတ်ဆက်စကားဆိုနေခဲ့ပါတော့တယ်။အင်မနက်ခင်ရဲ့နေအောင်ကြီးနုနုလေးဟာရွာကလေးပေါ်ကိုဖြာကျလာခဲ့ပါပြီ။အာရစ်တို့ရဲ့အိမ်ရှိကွင်းပြင်မှာတော့အနက်ကြီးကိုလာရောက်ကြည့်ရှုကြတဲ့ရွာသားတွေနဲ့ပြည့်နှံ့နေပါတယ်။ဘာဖြစ်လို့လဲဆိုတော့အနက်ကြီးဟာတရွာလုံးမှာအလှဆုံးနဲ့အထွားဆုံးနွားကြီးဖြစ်ုံနဲ့မကပဲသခင်ပေါ်တိတက်လုံးတဲ့နွားအဖြစ်အားလုံးကနှမျောတတဖြစ်နေကြလို့ပါ။အာရစ်ရဲ့မိန်းမနဲ့သမီးငယ်လေးဟာအနက်ကြီးအတွက်နောက်ဆုံးကျွေးမဲ့အစားအစာတွေကိုလင်မန်းနဲ့တေးသေးချာချာထည့်ယူလာခဲ့ပါတယ်။သူတို့ဟာအနက်ကြီးကိုစံဆေးရည်တိုင်းအစိမ်းရောင်မျက်နှုလေးတွေနဲ့အချိုကျွေးပြီးမျက်ရည်ဝဲကနှုတ်ဆက်ကြပါတယ်။အနက်ကြီးဟာကျွေးသမျှအစားအစာတွေကိုငြိမ်သက်စွာစားသုံးရင်းဆူတောင်းပေးနေတဲ့အိမ်သူအိမ်သားတွေကိုတယောက်ချင်းစီစိုက်ကြည့်နေခဲ့ပါတယ်။သွားတော့အနက်ကြီးဖရာသခင်ရဲ့လမ်းတော်မှာမင်းရဲ့ဆွန့်လွတ်မှုဟာမုံမြတ်ပါတယ်။နောင်ဘဝမှာတရိษံဘဝထက်ပိုမြတ်တဲ့ဘဝကိုရပါစေလို့အာရစ်ရဲ့မိန်းမကအနက်ကြီးရဲ့နှစ်ဖူးကလာချမ်းအမှတ်သားလေးကိုပုတ်တက်ရင်ရေရွတ်ပါတယ်။အာရစ်ကတော့အနက်ကြီးရဲ့နှာကြိုးကိုကိုင်းပြီးအိမ်ရှိကွင်းမြင်ရဲ့အလဲကိုဖြင်းညင်းစွာဥဆောင်ခေါ်ခဲ့ပါတယ်။အနက်ကြီးဟာခြေလန်းတိုင်းကိုလေးလေးပင်ပင်နဲ့တင်းငိမ့်စွာရှောက်လန်းလာခဲ့ပြီးရွာသားတွေဝိုင်းအောင်ကြည့်နေတဲ့ကြားထဲမှာဘသူကမှအတင်းအဓမ္မတွန်းလှဲစရာမလိုပဲဂိယူနာတရားပြည့်နှက်နေတဲ့အာရစ်ရဲ့ရှေ့မှာပဲဒူးထောက်ကအေးချမ်းစွာဝစ်စင်ပေးလိုက်ပါတော့တယ်။အနက်ကြီးမြေပြင်ပေါ်မှာငြိမ်သက်စွာဝစ်စင်းပေးလိုက်တဲ့အခါကွင်းမြင်တစ်ခုလုံးစိတ်ငြိမ်သွားပါတယ်။အမဲအေးပြုလုပ်မဲ့ဘာသာရေးဆရာကြီးနဲ့လူငယ်တချို့ဟာအနက်ကြီးရဲ့ဘေးမှာဝိုင်းအောင်နေရာယူလိုက်ကြပါတယ်။
ပုံမှန်ဆိုရင်နွားကြီးတစ်ကောင်ကိုလှဲချဖို့လူအများကြီးကကြိုးတွေနဲ့ဆွဲအတင်းရုံးကန်တာကိုထိန်းချရပေမဲ့အနက်ကြီးကတော့မိမိရဲ့ကံကြမ္မာကိုတိတိကြီးနဲ့ဝေကျွေးဆက်ဖို့အစဉ်သင့်ပြင်ထားရဲ့လားအသက်ရှူတမ်းမှန်မှန်နဲ့ပဲငြိမ်သက်နေခဲ့ပါတယ်။ဘာသာရေးထုံးစံအရတရိတ်ဆန်ကိုအ ਨੇ ဆုံးနဲ့အမြန်ဆုံးနာကျင်မှုဖြစ်စေဖို့အတွက်သွေးထားတဲ့ဓာတ်ထက်ကိုဆရာကြီးကထုတ်ယူလိုက်ပါတယ်။ဆရာကြီးကအလားရှင်မြတ်ရဲ့နာမည်တော်ကိုတိုင်တယ်ပြီးဆူတောင်းစာကိုခတ်တိုးတိုးရွတ်ဖတ်ပူဇော်နေပါတယ်။အာရစ်ဟာအနက်ကြီးရဲ့ခေါင်းသားမှာဒူးထောက်ထိုင်ရင်သူ့ရဲ့မျက်လုံးကြီးတွေကိုတေချာစိုက်ကြည့်နေမိပါတယ်။နွားကြီးရဲ့မျက်ဝန်းတွေဟာကြောက်ရွံ့တုန်လှုပ်ခြင်းလုံးဝမရှိပဲအလွန်အေးချမ်းပြီးလွတ်မြောက်ခြင်းနေတဲ့အရေးအယောင်တွေနဲ့ပြည့်နှက်နေတာကိုအာရစ်တယောက်ခံစားမိလိုက်ရပါတယ်။အနက်ကြီးမင်းရဲ့ဝေကြွေးတွေအကူတူတွေအားလုံးဒီနေ့မှရင်အပီးတိုင်ကြည်အေးပါစေတော့လို့အာရစ်ကစိတ်ထဲကနေလိုက်လိုက်လဲလဲဆူတောင်းပေးလိုက်ပါတယ်။ဆရာကြီးရဲ့လက်ထဲကဓာတ်ထက်ဟာအနက်ကြီးရဲ့လက်ပင်စီကိုလျင်မြန်ဖြောင်းမတ်စွာရောက်သွားခဲ့ပါတယ်။ဓာတ်သွားထိဆက်သွားတဲ့အခိုက်အတန့်မှာအနက်ကြီးဟာတွန့်ငနေနာကျင်သွားရှာပေမဲ့ခြေလက်တွေရုံးကန်ခါရမ်းခြင်းမပြုတ်ခဲ့ပါဘူး။သူဟာသူ့ရဲ့နောက်ဆုံးထွက်သက်ကိုဂယုနာဓာတ်သွားအောက်မှာပဲသစ္စာရှိရှိပေးအပ်လိုက်ပါတော့တယ်။သွေးအေးနဲ့ထမ်းမြန်းလှတဲ့ဓာတ်သွားအောက်မှာအနက်ကြီးရဲ့အသက်ရှူတမ်းများလဲတက်ဖြည်းဖြည်းနှေးကွေးပြီးအားနည်းလာခဲ့ပါပြီ။၎င်းရဲ့ရှင်ဘတ်ကြီးကနှင်းချီမြင့်ချီနဲ့နောက်ဆုံးထွက်သက်ကိုရုံးကန်နေရတော့လဲထူးဆန်းသည်မှာနွားကြီးရဲ့မျက်ဝန်းအဆောင်ထဲတွင်လူဘဝတုန်းကရှိခဲ့ဘူးသမျှသောလောဘဒေါသနှင့်ကြောက်ရွံ့မှုအရေးအယောင်များလုံးဝမရှိတော့ခြင်းပင်ဖြစ်ပါတယ်။အာရစ်ကမျက်ရည်များဝဲလျက်ဖြင့်အနက်ကြီးရဲ့ဦးခေါင်းကိုတတရရပုတ်တက်ပေးနေမိတယ်။အသက်6ခါနီးအချိန်တွင်နွားကြီးရဲ့မျက်လုံးများထဲ၌ကြောက်ရွံ့မှုများပျောက်ကွယ်သွားပြီးမိမိလူဘဝတုန်းကကိုကချင်းပေါ်လှုပ်ခဲ့သမျှအကုသိုလ်ဒုစရိုက်များအတွက်ငါအကျွေးကြေးပါပြီလို့နောင်တနဲ့ကျေနပ်မှုအရေးအယောင်များဖြတ်ပြေးသွားတယ်။အနက်ကြီးကအာရစ်ကိုနောက်ဆုံးအချိန်စိုက်ကြည့်ရင်အသက်ဝိညာဉ်ကိုအေးငြိမ်းစွာဆွန့်လွတ်လိုက်ပါတော့တယ်။အတိတ်ကာလကတကူဩဇာကြီးမားပြီးရက်ဆက်လာတဲ့မြေရှင်ကြီးဦးမြတ်ထွန်းရဲ့ဝိညာဉ်ကတရိษံခန္ဓာကိုယ်ကြီးထဲမှာလောအားပေးလျက်ဒဏ်ရာဒဏ်ချက်များခံစားလျက်ဖြင့်မိမိပေးဆက်ရမယ့်ဝေကျွေးအလုံးကိုဤအပွဲတော်၌အပီးတိုင်ပေးဆက်သွားခဲ့ရပါပြီ။နွားကြီးအသက်ချုပ်သွားသည့်အခိုက်အတန့်တွင်အာရစ်ကမိမိရဲ့စိတ်ထဲမှာထူးဆန်းတဲ့လွတ်မြောက်မှုအလင်းတန်းတစ်ခုကိုခံစားလိုက်ရတယ်။လူဘဝတုန်းကမတရားမှုများကြောင့်ပူလောင်နေခဲ့ရတဲ့ဦးမြတ်ထွန်းရဲ့ဝိညာဉ်ကလည်းအပြင်များမှစေးကြောတန့်စင်သွားကအကျွေးမီအားလုံးမှကင်းလွတ်လျက်တန်တရားဝဲခဲ့ရထဲမှာငြိမ်းချမ်းစွာလွတ်မြောက်သွားခဲ့ရပါတော့တယ်။အနက်ကြီးကွယ်လွန်ပြီးတဲ့နောက်ဘာသာရေးထုံးစံအတိုင်းကူဘာနီအသားတွေကိုရွာထဲကဆင်းရဲသားတွေနွမ်းပါသူတွေနဲ့အင်ချေအနံ့ကိုအာရစ်ကိုယ်တိုင်လိုက်လံဝင်ငှလှူဒန်းခဲ့ပါတယ်။လူဘဝတုန်းကသူတစ်ပါးရဲ့အသားကိုစားပြီးအမျက်ထုတ်ခဲ့တဲ့ဦးမြတ်ထွန်းဟာအခုတော့မိမိရဲ့ခန္ဓာကိုယ်အသားတွေနဲ့ပဲဆင်းရဲသားတွေကိုပြန်လည်အကျိုးပြုပြီးဝေကျွေးကိုအပိသက်ပေးဆက်ခွင့်ရသွားခဲ့တာပါ။ထူးဆန်းတာကတော့အရီနေညမှာပဲအာရစ်ကအိမ်မက်နောက်တစ်ခုကိုထပ်မံမတ်ခဲ့ပြန်ပါတယ်။ဒီတစ်ခါအိမ်မက်ထဲမှာတော့အရင်လိုမှောင်မိုက်အေးဆက်မနေတော့ပဲလင်းထိန်တာယာတဲ့အလင်းရောင်တွေဝေးဖြာနေခဲ့ပါတယ်။မြေရှင်ကြီးဦးမြတ်ထွန်းဟာဖြူစင်တောက်ပတဲ့ဝတ်စုံကိုဆင်မြန်းထားပြီးအလွန်အေးချမ်းပြီးကြည်လင်တဲ့မျက်နှာထားနဲ့အာရစ်ရဲ့ရှေ့မှာရပ်နေခဲ့ပါတယ်။သူဟာအာရစ်ကိုကြည့်ပြီးနူးညံ့စွာပြုံးလိုက်ပါတယ်။မောင်အာရစ်မင်းရဲ့ဂိူနာတရားနဲ့ခွင့်လွှတ်မှုကြောင့်ငါရဲ့ဝတ်ကြွေးတွေအားလုံးကုန်စင်သွားပါပြီ။ငါအခုအမောင်တူတဲကနေလွတ်မြောက်ပြီးငြိမ်းချမ်းတဲ့အရက်ကိုတွားရတော့မယ်။မင်းတို့မိသားစုပေါ်ထားခဲ့တဲ့ငါရဲ့မကောင်းမှုအကျွင်းကြံတွေအားလုံးကိုလည်းငါနဲ့အတူအပီးတိုင်တင်ဆောင်သွားပါပြီ။မင်းတို့ဘဝရှေးလျှောက်အစဉ်ပြေချောမွေပါစေလို့ကောင်းကြီးပေးရင်အလင်းရောင်တွေကြားတဲ့တဖြည်းဖြည်းပျောက်ကွယ်သွားပါတော့တယ်။အိမ်မက်ကနိုးလာတဲ့အခါအာရစ်ကရှင်ထဲမှာအတိုင်းမသိအေးချမ်းမှုကိုခံစားလိုက်ရပါတယ်။အဲ့ဒီနှစ်ကစပြီးအာရစ်တို့မိသားစုရဲ့ဘဝဟာအံ့ဩစရာကောင်းလောက်အောင်ပြန်လဲဦးမော့လာခဲ့ပါတယ်။လေယာမြေတွေကနေစဘာတွေအစမတန်အောင်မြင်ဖြစ်တွန်းခဲ့ပြီးအတိတ်ကဆုံးရှုံးခဲ့ရသမျှစီးစိမ်ဥစ္စာတွေကလည်းရိုးသားတဲ့လှုပ်အားတွေနဲ့အတူအစာပေါင်းများစွာပြန်လဲတိုးပွားလာခဲ့ပါတယ်။အာရစ်ကရွာမှာစီးပွားရေးပြန်လဲပြေဆုံးလာပြီးမြဲအဖေဖြစ်သူကိုကာစင်ရဲ့ဆုံးမစကားအတိုင်းဘသူအပေါ်မှာမတရားမလုပ်ပဲစင်ရဲသားတွေကိုအမြဲတမ်းကူညီစောင့်ရှောက်တဲ့မုံမြတ်တဲ့လူငယ်တအူးအဖြစ်ရွာသားတွေရဲ့လေးစားမှုကိုခံခဲ့ရပါတယ်။
ဒီအဖြစ်ပြဟာရွာကလေးရဲ့တမိုင်းမှာတော့လောဘဇောနဲ့မတရားမှုတွေဟာဘလောက်ပဲအောင်ပွဲခံနေပါစေတနေ့မှာကံကြမ္မာရဲ့ဝိကြေးပြန်ဆက်ရမယ်တရားမျှတမှုကတော့မလွဲမသွေရောက်ရှိလာမှာဖြစ်ပြီးရိုးသားမှုနဲ့ခွင်လိုကျူးနာတရားကသာလျှင်တန်တရားရဲ့အမုန်းတရားတွေကိုအပီးတိုင်ချုပ်ငိမ့်စေနိုင်တယ်ဆိုတဲ့ကံတရားရဲ့လှပတဲ့ဏီကုန်းအဖြစ်ထာဝရသမိုင်းတွင်ကြံ့ရည်ခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါပရိသတ်ကြီးရှင်ဒီနေ့ရဲ့ဇာတ်လမ်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါအောင်မယ်နော်။